စစ်ကောင်စီကလက်နက်ကြီးတွေအပြင်မီးလောင်ဘုံတွေနဲ့ပါအသုံးပြုပြက်ခတ်တိုက်ခိုက်လာတာကြောင့်နေအိမ်တချို့မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကမိုးပြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အင်အားအများပြားနဲ့ထိုးစစ်ဆင်လာတာကြောင့်ဧပြီလ29ရက်ကစတင်လာတော်လိုင်းရေးတပ်တွေနဲ့တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကထိခိုက်ဆုံးရှုံးမှုတွေများနေတာကြောင့်ဖဲကုံမျိုးနဲ့လိုက်ကော်မျိုးကနေလက်နက်ကြီးပစ်ကူတာတွေလေကြောင်းပုံကျဲတိုက်ခိုက်တာတွေပြီးမီးလောင်ဘုံတွေနဲ့ပါအသုံးပြုနေတာလို့ဘိုးပြဲမှာစီရေးလှုပ်ရှားနေတဲ့တော်လိုင်းရေးတပ်သားတို့ကပြောပါတယ်။အမေရိကန်နိုင်ငံဝါရှင်တန် DC မြို့မှာမြန်မာရေးကိုတရုတ်အစိုးရအနေနဲ့အလွန်အမင်းဝင်ရောက်စွတ်ဖက်နေတဲ့အပေါ်မြန်မာပြည်သူတချို့ကစုပေါင်းကန့်ကွက်ဆန္ဒပြခဲ့တယ်လို့သိရပါတယ်။ကန့်ကွက်ဆန္ဒပြပွဲကိုမေလ3ရက်နေ့ညနေပိုင်းမှာဝါရှင်တန် DC မြို့မှာရှိတဲ့တရုတ်တန်ယုံရှေ့မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။တရုတ်ရဲ့ဝင်ရောက်စွတ်ဖက်တာကတရားလွန်လာပြီဖြစ်ကြောင်းသူ့ရဲ့စီးပွားရေးအတွက်စစ်ကောင်စီကိုလာရှိုးတစ်မျိုးလုံးကိုပေးလိုက်တာဖြစ်ကြောင်းနဲ့ဒီတော့ရက်ကိုပြည်သူလူထုကလုံးဝမကြိုက်လို့ဆန္ဒပြရတာဖြစ်ကြောင်းဆန္ဒပြပွဲဥဆောင်သူတို့ကပြောပါတယ်။မေလ2ရက်နေ့ကချီရီနိုင်ငံတောင်ပိုင်းမှာရစ်ချတာစကေ9.4အဆင့်ရှိအင်အားပြင်းငင်းကလျင်တစ်ခုလုပ်ခဲ့တာဖြစ်ပါတယ်။ငလျင်ရဲ့နောက်ဆက်တွဲအနေနဲ့ဆူနာမီသတိပေးချက်ကိုအာဏာပိုင်တွေကချီရီနဲ့အာဂျင်တီးနားကမ်းရိုးတန်းမှာအော်တန်ပေးကသတိပေးခဲ့ပါတယ်။ကမ်းရိုးတန်းမှာနေထိုင်တဲ့ဒေသခံတွေလည်းဘေးလွတ်ရာကုန်းမြင့်ဒေသကိုပြောင်းရွှေ့နေကြရပါတယ်။ငလျင်ကကမ်းရိုးတန်းနဲ့6မိုင်ကွာမှာလုတ်ခတ်ခဲ့တာပြီးအပြည့်အစည်း၌ထိခိုက်သေးဆုံးမှုတွေကိုတော့ခုချိန်ထိတိတိကျကျမသိရှိရသေးဘူးလို့ဆိုပါတယ်။